မင်္ဂလာပါစားလာထောင်းနဲ့40 year 40 trade mini series နဲ့ကြိုဆိုပါတယ်ဒီနေ့မှာတော့customer တချို့မေးမြန်းထားတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးတော့မှာဖြစ်ပါတယ်အခုမေးထားတဲ့မေးခွန်းလေးကဖြတ်ဆက်အမျိုးအစားတွေဘာတွေရှိလဲ 1HP Japan အတွက်ဆိုဘယ်လိုဖြတ်ဆက်မျိုးသုံးသင့်လဲဆိုတဲ့မေးခွန်းလေးကိုအရင်ဖြေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့စားလာထောင်းနဲ့ကုမ္ပဏီကနေအမျိုးအစားဖြတ်ဆက်တွေညတာထုတ်လုပ်ထားပါတယ်TV အတွက်သုံးတဲ့ Marti protector ရေခဲတစ်တာ protector အဲကွန်အတွက်သုံးတဲ့ protector မော်တာတွေအတွက်သုံးတဲ့ protector စသဖြင့်အမျိုးအစားများစွာထုတ်လုပ်ထားပါတယ်အဲ့ထဲမှာ analog နဲ့ digital ဆိုပြီးနှစ်မျိုးထပ်ပြီးတော့ခွဲခြားထုတ်ထားပါသေးတယ်ဒီ customer မေးတဲ့ 1HP Japan အတွက်ဆိုရင်တော့ကျွန်တော်တို့စီကdigital aircon သို့မဟုတ် analog aircon သုံးတဲ့ protector လေးသုံးရင်အဆင်ပြေပါတယ်အဓိက protector မှာ analog နဲ့ digital ကွဲပြားရတဲ့အချက်ကတော့display ဘိုင်းနဲ့ကွာပါတယ်ကျန်တဲ့အတွင်းပိုင်းပစ္စည်းတွေကတော့အားလုံး quality အတူတူပါပဲကွာခြားတော့တာလေးတစ်ချက်က analog မှာကျွန်တော်တို့ပို့ဆောင်လေးပါမယ်ဒီလေးတိုင်းကိုကြော်တဲ့ဟာလေးပါပါမယ် digital မှာတော့မီးပြတ်မီးလာမှာမဖြစ်မနေ3မိနစ်နဲ့4မိနစ်ကြာစောင့်ဆိုင်းရတတ်ပါတယ်ဆိုတော့အဲ့ဒါလေးကတစ်ကောင်ပဲ33တစ်ကောင်ပဲ33အဓိကတော့တစ်ကောင်ပဲမကြော်တဲ့ item တွေအတွက်ပုံမှုတင်ပြပါတယ် over under အနေနဲ့ကတော့180အောက်ကျတာနဲ့အလူလျောက်ကာကွယ်ပေးထားမှာဖြစ်ပြီးတော့ over 245ကျော်တာနဲ့ဖြတ်တောက်ပေးထားမှာဖြစ်ပါတယ်အဲ့တော့အဓိကတော့180နဲ့245ကြားမှာဒီ protector ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်40 year 40 trade mini series အလားစဉ်တိုင်းတင်ဆက်ပေးမှာဖြစ်လို့ဒီချင်းမင်းတို့တည်ခြင်းနဲ့တခြားသောလျှက်စစ်ဘူးတူတာလေးတွေ fan electronic နဲ့ပတ်သက်တဲ့မိကွန်းလေးတွေကို comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်